လက်ရှိအချိန်မှာအကောင်းဆုံးဆွဲဆောင်ရည်ကိုပြသထားပေမဲ့ဒီအသက်32 33ထဲရောက်လာမဲ့ Bruno Fernandes ရဲ့ဒီနောက်ရာဒီအခြေအနေနဲ့ Manchester United အနေနဲ့ဘာတွေပြင်ဆင်ထားဖို့လိုမလဲဆိုတာကိုဒီဗီဒီယိုမှာခံမှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ Bruno Fernandes က Manchester United မှာဆိုရင်အဓိကထောက်တိုင်နေရှိနေတာကြာပြီ။ဒီရာဒီမှာဆိုရင် Premier League အကောင်းဆုံးကစားသမားအနေနဲ့တောင်သူစွမ်းဆောင်ပြပေးထားတယ်။လက်ရှိအချိန်မှာသူအသက်အရွယ်နဲ့သူကစားတဲ့ position အရာဆိုရင် form အကောင်းဆုံးဖြစ်နေတာဖြစ်တယ်။အတွေ့အကြုံရှူတောင်းဘက်ကနေပဲကြီးကြီး creative maturity ဘက်ကနေပဲကြီးကြီးအကောင်းဆုံးပုံစံမှာရှိနေတာဖြစ်တယ်။လက်ရှိသူခန္ဓာကိုယ်ကလည်းသူလှုပ်ချင်တဲ့အရာတွေကိုလိုက်လုံနိုင်တဲ့အခြေအနေမှာရှိနေသေးတယ်။ဒါပေမဲ့စိုးရိမ်စရာတစ်ခုရှိတာကကြတော့ Bruno Fernandes အနေနဲ့နောက်ရာသီဆိုရင်အသက်32နှစ်ကိုကျော်တော့မှာဖြစ်တယ်။အသက်အရွယ်ကပုံမှန် average player တွေအတွက်ဆိုရင် career curve အရာဆိုရင်သူဒါနောက်ဆုံးအခြေအနေကိုရောက်နေတာဖြစ်တယ်။ Bruno Fernandes အနေနဲ့အသက်32နှစ်ကျော်လာရင်သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကတဖြည်းဖြည်းနဲ့ကျလာမှာဖြစ်တယ်။နောက်ပြီးသူကစားနေတဲ့ league ကလည်း Premier League လို physical demand အရန်များတဲ့ league မှာကစားနေတာဖြစ်တဲ့အတွက်သူ့ရဲ့စွမ်းဆောင်ရည်ကပိုပြီးတော့စိုးရိမ်စရာကောင်းပါတယ်။အောက်ကစားချမ်းမာရေးသူတည်တနာတွေအရဆိုရင်အသက်30ကျော်လာတာနဲ့အမျှလူခန္ဓာကိုယ်ရဲ့အဆုတ်နဲ့နှလုံးရဲ့အမြင့်ဆုံးအလုံးလုံးနိုင်စွမ်းဟာတစ်နှစ်ကို100%တဘာဝအတိုင်းကျဆင်းလာတာကိုတွေ့ရပါတယ်။ဒါကြောင့် Bruno အနေနဲ့အရင်နှစ်တွေကလို့တကွင်းလုံးပတ်ပြီးကစားဖို့ဆိုတာကမလွယ်တဲ့ကိစ္စဖြစ်လာမှာ။ကောင်နာတိုက်စစ်တွေမှာအရှင်ပြင်းပြင်းနဲ့အချိန်ချင်းလိုက်ပါနိုင်စွမ်းကလည်းသူ10%လောက်သူစတင်ပြီးကျဆင်းလာမှာဖြစ်တယ်။နောက်ရဒီရောက်ရင် Bruno Fernandes ရဲ့ Marcel Rakabay ကလည်းလူငယ်တွေထက်စာရင်အချိန်2ဆလောက်ပိုယူရတော့မှာဖြစ်တယ်။ဒါကြောင့်3ရက်တပွဲကစားရတဲ့အခါကျရင် Bruno Fernandes အနေနဲ့ပွဲပန်းတဲ့ဒဏ်ကိုတခြားကစားသမားတွေထက်စာရင်ပိုပြီးခံစားရတော့မှာဖြစ်တယ်။နောက်တစ်ချက်စိုးရိမ်စရာရှိတာကကြတော့ De Bruyne effect လို့ခေါ်တဲ့ Manchester City ရဲ့ကစားသမား Kevin De Bruyne ရဲ့ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ City ကစားသမား De Bruyne ဆိုရင်လည်း Man City မှာခြေစွမ်းတွေတောက်လျှောက်ပြတယ်။အသက်31နှစ်အထိ City ရဲ့ဒီ engine တစ်လုံးအနေနဲ့စွမ်းဆောင်ပေးခဲ့တယ်။ဒါပေမဲ့32နှစ်ရောက်တဲ့အခါကျတော့သူ hamstring ဒဏ်ရာတွေရတယ်။ Premier League မှာကစားခဲ့တဲ့ physical stress တွေကိုခံစားရပြီးတော့တောက်လျှောက်ဒဏ်ရာတွေနဲ့ရုန်းကန်လိုက်ရတယ်ပေါ့နော်။ Bruno လည်းဒီလိုဖြစ်လာမှာကိုစိုးရိမ်ရပါတယ်။ဒါကြောင့် Bruno အနေနဲ့ကစားတဲ့ပုံစံပြောင်းလဲဖို့လိုတယ်။မပြောင်းလဲဘဲနဲ့ဒီအတိုင်းပဲလက်ရှိအတိုင်းပဲဆက်ကစားနေမယ်ဆိုရင်သူ့ရဲ့အကောင်းဆုံးပုံစံကဒီနောက်ရာဒီမှာနောက်ဆုံးပဲဖြစ်လိမ့်မယ်။ဒါပြီးတာနဲ့သူ့ရဲ့အကောင်းဆုံးဆွဲဆောင်ရည်ဟာချက်ချင်းထိုးကျသွားနိုင်ပါတယ်။ Bruno အနေနဲ့ကစားပုံချိန်လိုက်တယ်ဆိုရင်တော့ Luka Modric တို့ဖြစ်သွားနိုင်တယ်။ဒါပေမဲ့အဲ့လိုဖြစ်ဖို့ဆိုရင် Manchester United အနေနဲ့ Bruno ကိုအကောင်းဆုံးဖြစ်အောင်စီစဉ်ပေးဖို့လိုလိမ့်မယ်။ဥပမာပြောရရင် Bruno ကိုအရေးမကြီးတဲ့ဖလားပွဲတွေမှာထည့်မသုံးတာမျိုးပြီးရင် Bruno နောက်တန်းပြန်ဆင်းစရာမလိုအောင်လို့တော်တော်ကောင်းတဲ့ defensive midfielder တယောက်လောက်ကိုဝယ်ပေးထားဖို့လိုလိမ့်မယ်။သူ့ဘေးနားမှာလူငယ်ခြေသက်ဝေါ်လုတ်ကောင်းတဲ့ကစားသမားတွေနဲ့ခြံရံပေးထားဖို့လိုလိမ့်မယ်။ဒါမျိုးလုပ်ပေးထားနိုင်တယ်ဆိုရင်တော့ Bruno ရဲ့အကောင်းဆုံးဆွမ်းဆောင်ရည်ကိုနောက်ထပ်3နှစ်လောက်ထိမျှော်လင့်လို့ရနိုင်သေးတယ်။လက်ရှိကွင်းလယ်မှာဆိုရင်ကိုမီမေနုရှိတယ်။ဒါပေမဲ့ defensive ကောင်းတဲ့ midfielder မရသေးဘူး။အဲ့ဒီနေရာအတွက်အကောင်းဆုံးကစားနိုင်မဲ့ကစားသမားတယောက်ကို Manchester United အနေနဲ့ရအောင်ဖြည့်တင်းရအောင်မှာဖြစ်တယ်။နောက်တစ်ခုကကြတော့ Manchester United အနေနဲ့ Bruno နေရာကိုဖြည့်တင်းမှုကစားသမားကိုအခုကတည်းကစောင့်ကြည့်နေဖို့လိုပြီ။ဒီယာနီမှာကကြတော့ defensive midfielder ကိုအဓိကထားပြီးဖြည့်မှာဖြစ်တဲ့အတွက်လက်ရှိမှာတော့စောင့်ကြည့်ထားဖို့လိုပြီ။နောက်ရာဒီလောက်ကြာရင်တော့ကွင်းလယ်ဖန်တီးရှင်နေရာကနေကစားတစ်ခုလုံးကိုထိန်းကျောင်းနိုင်မဲ့လူငယ်တယောက်လောက်ကို Bruno ရဲ့လက်အောက်မှာမွေးမြူထားဖို့ကြိုတင်ခေါ်ယူထားဖို့လိုအပ်ပါတယ်။တစ်ဖက်မှာလည်း Bruno နေရာဓာတ်ရိုက်အစားထိုးနိုင်မဲ့ကွင်းလယ်ဖန်တီးရှင်တယောက်ကိုလည်းအမြဲတမ်းရှာဖွေနေဖို့လိုအပ်ပါတယ်။နေကုန်းချုပ်အနေနဲ့ပြောမယ်ဆိုရင် Bruno Fernandes အနေနဲ့နောက်ရာဒီကြရင်ကစားတဲ့ပုံစံကိုသူ adjustment လုပ်ဖို့လိုလိမ့်မယ်။ Michael Carrick အနေနဲ့လည်းဒီ Bruno Fernandes ကိုထိခိုက်ဒဏ်ရာမရအောင်စနစ်တကျသုံးဆွဲဖို့လိုမယ်။ Manchester United အနေနဲ့လည်းဒီ Bruno အကောင်းဆုံးဖြစ်အောင်လို့လိုအပ်တဲ့ position တွေကိုဖြည့်တင်းပေးဖို့လိုအပ်လိမ့်မယ်။နောက်ဆုံးအနေနဲ့ Manchester United အနေနဲ့ Bruno နေရာဆက်ခံလို့ရမယ့်ကစားသမားကိုရှာဖွေထားဖို့လိုအပ်လိမ့်မယ်။ Dr. Sport မှာအားကစားကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို share ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့နားထောင်ခြင်းနဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ကြပါဦးနော်။